သိန်းတစ်ထောင်ဆိုကန်ဆယ်မဲပောက်ပေမဲ့ကြားဖြန်ဖုံးထင်ပြီးချပလိုက်တာကြောင့်သိန်းတစ်ထောင်တင်လာသွားသူသိန်းတစ်ထောင်ဆိုတာလူတယောက်ရဲ့ဘဝဒီမကပဲမျိုးဆက်တစ်ခုလုံးကိုပါပြောင်းလဲပြစ်နိုင်တဲ့ပမာဏပါဒါပေမဲ့အဲ့သိန်းတစ်ထောင်စုကြီးဟာကိုယ်စီရောက်လာပါလျက်နဲ့ကိုယ်တိုင်ကပဲလက်လွတ်လိုက်ရတယ်ဆိုရင်ခန်းစားချက်ဘယ်လိုရှိမလဲအခုရက်ပိုင်းလူမှုကွန်ရက်မှာတော်လေးခဲထားနေတဲ့သတင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းဖုံး operator တစ်ခုဖြစ်တဲ့ Airtel ကနေပြုလုပ်တဲ့ကန်ဆယ်မဲစီစဉ်မှာသိန်းတစ်ထောင်စုကြီးကိုကန်ထူးသွားပေမဲ့စုကြီးကိုလက်လွတ်စပယ်ညင်းပယ်လိုက်သလိုဖြစ်သွားရတဲ့ကန်ဆိုးသူကန်တို့ရှင်တဦးရဲ့အကြောင်းပဲဖြစ်ပါတယ်။ဆေးလုံရှားစရာလိုက်စီစဉ်မှသည်ဝယ်နေစရာဖြစ်ပျက်စီသောဖြစ်စဉ်ကတော့အတန်ကုမ္ပဏီကနေဖုံးသုံးဆွဲသူတွေကိုကျေးဇူးတုတ်ပြန်တဲ့အနေနဲ့သိန်းတစ်ထောင်ကန်ဆယ်မဲကိုလိုက်လစ်ပြီးပွဲလဲသဘင်ခက်ခက်နာနာနဲ့ဖောက်ပေးခဲ့တာပါ။အချိန်မှာလူသိများတဲ့တရုတ်ဆောင်စရာကနေကန်ဆယ်မဲပေါက်တဲ့ဖုန်းနံပါတ်စီကိုဓာတ်ရိုက်ဖုံးဆက်ပြီးကြောင်းကြားတဲ့အစီအစဉ်ကိုလှုပ်ဆောင်ခဲ့ပါတယ်။တနိုင်ငံလုံးကပြည်သက်တွေကလည်းဘသူသိန်းတစ်ထောင်ကန်ထူးမလဲဆိုတာရှင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေခဲ့ကြတာပါ။တရုတ်ဆောင်စရာကကန်တို့ရှင်ရဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်တဲ့အချိန်မှာတစ်ဖက်ကဖုန်းပြန်ထူခဲ့ပါတယ်။ဒါပေမဲ့ကန်တို့ရှင်ကဈေးတဲ့တူဖြစ်ပုံရပြီးအချိန်မှာဆိုင်မာလူကြနေရကြောင်းအလွန်လုံးရှုံနေခဲ့ပါတယ်။ဇေယျကသိန်းတစ်ထောင်ကန်တို့ရှင်ဖြစ်ပါတယ်လို့စကားစားလိုက်ချိန်မှာတော့တစ်ဖက်ကဈေးတဲ့ဟာအခုမအားဘူးဇေယောင်းနေတယ်ဆိုပြီးဂုံးဆိုင်တဲ့မူရနဲ့ဖုန်းကိုချပစ်လိုက်ပါတယ်။ဒီနေရာမှာမေးစရာရှိတာကဘာလို့သူကသိန်းတစ်ထောင်ဆိုတာကိုတောင်နားမထောင်ပဲဖုံချလိုက်တာလဲအဓိကအကြောင်းရင်းတစ်ချက်ရှိပါတယ်ပထမချက်ကတော့သူဟာတကယ့်ကိုယူသားတဲ့လူသားတူဖြစ်ပြီးလက်ရှိလုပ်နေတဲ့လုပ်ပေါ်မှာအာယုံဆိုင်နေတာပါဒုတိယချက်ကတော့ခုခေတ်မှာခေတ်စားနေတဲ့ကြားပြန် online scam တွေကြောင့်ပဲဖြစ်ပါတယ်အခုနောက်ပိုင်းမှာကက်ဆယ်မဲပေါက်တဲ့ငွေလဲပြီးပါဆိုပြီးဖုံးဆက်လိန်ညာခံရသူတွေမြန်မာနိုင်ငံမှာအလွန်များပြားနေပါတယ်။ဒါကြောင့်လူတွေကမသိတဲ့နံပါတ်တွေကနေစုကြီးပေါက်တယ်လို့ပြောလာရင်ဝမ်းသာဖို့တဲ့ဒါလိန်ညာစကန်ပဲဆိုပြီးကြောက်လန့်တကြားဖုံချပြတာဆဲဆိုတာမျိုးတွေလှုပ်လာကြပါတယ်။အခုကန်တို့ရှီကလည်းဇေယျရဲ့အတန်ကိုကြားချိန်မှာလိန်ညာဖုံးလို့ထင်ပြီးစိတ်နှောက်ရှက်မခံချင်တာကြောင့်ဖုံချလိုက်တာပါ။ဒါပေမဲ့စီကန်ကျရကုမ္ပဏီဘက်ကကန်တို့ရှင်ကိုဖုံးဆက်သွယ်လို့မရရင်သို့မဟုတ်တစ်ဖက်ကညစ်ပေနောက်ထပ်ကန်တို့ရှင်တူကိုထပ်မံရွေးချယ်ရမယ့်တာဝန်ရှိပါတယ်။ဒါကြောင့်မဲအစီတဲ့လေးဟာမိနစ်ပိုင်းတွင်းမှာတင်သိန်းတစ်ထောင်ရနိုင်မဲ့ခွင့်ရေးကိုလက်လွတ်လိုက်ရပြီးစုကြီးဟာနောက်တစ်ယောက်လက်ထဲကိုပြောင်းရွှေ့သွားခဲ့ရပါတယ်။ဒီဖြစ်ရကနေသင်ငန်းစာအများကြီးယူလို့ရပါတယ်။အခွင့်အရေးဆိုတာအမြင်မလားတပောက်ကိုစီကအခွင့်အရေးတစ်ခုရောက်လာရင်တသိချာချာနားထောင်ပြီးမှဆုံးဖြတ်သင့်ပါတယ်။အလိညာတွေကိုကြားရပေမဲ့တရားဝင်ကုမ္ပဏီတွေရဲ့စီစဉ်တွေကိုတော့ကြိုတင်လေ့လာထားသင့်ပါတယ်။ဒီဖြစ်ရလူဖွဲ့စည်းမှာအခြေချင်းယုံကြည်မှုဘယ်လောက်ထိပြပြနေပြီလဲဆိုတာပြောင်းတနေတဲ့ဝမ်းနည်းစရာတာရကတစ်ခုပါပဲ။သိန်းတစ်ထောင်ဆိုတာဈေးတဲ့တယောက်အတွက်တစ်သက်လုံးရုံးကန်ရင်တောင်ရှားဖို့မလွယ်တဲ့ပမာဏပါ။ဒါပေမဲ့ရထိုက်တဲ့ကံမပါတော့ပလုံသွားခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောကိုစီကိုအခုလိုသိန်းတစ်ထောင်ပေါက်တယ်လို့ဖုံးလာရင်ကြားပြန်ထင်ပြီးဖုံးချမိမလားဒါမှမဟုတ်သိချာချာနားထောင်ကြည့်မလားမိမိတို့ရဲ့ထင်မြင်ချက်လေးကိုလည်းကွန်မန့်မှာဆွေးနွေးပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါရရှင်